တမိုင်းရဲ့အမောင်မိုက်ဆုံးနဲ့အစမ်းကျယ်ဆုံးလှိဝက်ချက်တစ်ခုစီကိုခရီးသွားကြည့်အောင်ပါကျွန်တော်တို့မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းနီပြီးတော့ဖြစ်ခဲ့တဲ့မန္တလေးရတနာပုံနန်းတော်ကြီးဟာကုန်းပေါင်ခီးရဲ့ခမ်းနားထေဝါမှုတွေကိုတတ်သိပြနေတဲ့တမိုင်းဝင်အဆောက်အုံကြီးတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လူအများစုမြင်တွေ့နေရတဲ့မြေပေါ်ကရွှေရောင်ပြသဆောင်ကြီးတွေရဲ့အောက်ဘက်ခြေလန်းအနှင်းငယ်အကွာမြေအောက်အနက်ထဲမှာဘသူမှအလွယ်တကူမသိနိုင်တဲ့လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာတင်သိပါသလားမန္တလေးနန်းတော်အောက်မှာအနောက်ဘက်ကျုံးထိပေါက်တဲ့လျှို့ဝှက်မြေအောက်ဥမယ်လိုင်ကူကြီးတွေရှိတယ်ဆိုတဲ့စကားဟာနှစ်ပေါင်းများစွာကတည်းကပါဇက်ရာဇဝင်အဖြစ်အစဉ်အဆက်ပြောစမပြုလာခဲ့ကြတာပါနန်းတွင်အရှုပ်တော်ပုံတွေကနေထွက်ပြေးဖို့ရန်သူလက်ကနေလွတ်မြောက်ဖို့ဒါမှမဟုတ်တန်ဖိုးမဖြတ်နိုင်တဲ့တော်ဝင်ရတနာတွေကိုကွက်ထားဖို့အတွက်ဒီဥမင်တွေကိုတကယ်ပဲဆောက်လုပ်ခဲ့တာလားဒီနေ့မှာတော့တမိုင်းတွေကမှတ်တမ်းကွက်လက်တွေနဲ့မျက်မြင်သက်သေတွေရဲ့ပြောပြချက်တွေကိုအခြေခံပြီးနန်းတော်အောက်ကမှောင်မိုက်နေတဲ့လျှို့ဝှက်မြေအောက်လမ်းကြောင်းများရဲ့အမှန်တရားကိုအတူတူဖော်ထုတ်ကြည့်ကြပါမယ်။ကုန်းပေါင်ခေတ်နန်းတွင်လျှို့ဝှက်ချက်နဲ့ပါဇက်ရာဇဝင်1858ခုနှစ်မှာမင်းတုံမင်းကြီးဟာမန္တလေးမြို့တော်တစ်ကြီးနဲ့နန်းတော်ကြီးကိုစတင်တည်ဆောက်ခဲ့ပါတယ်။အဲ့ဒီခေတ်ကနန်းတွင်နိုင်ငံကြီးဟာအလွန်ပဲသွေးအေးပြီးလျှို့ဝှက်စမ်းကြယ်လာပါတယ်။အာနာလူပွဲတွေလှုပ်ကြံမှုတွေဟာဘယ်အချိန်မှပေါ်ပေါက်လာမလဲဆိုတာမသိနိုင်တာကြောင့်ဘရင်နဲ့တော်ဝင်မိသားစုဝင်တွေအတွက်အရေးပေါ်ထွက်ပြေးစရာဘီးကင်းနဲ့လျှို့ဝှက်လမ်းကြောင်းတွေရှိဖို့ကအလွန်အရေးကြီးတဲ့မဟာဗျူဟာမြောက်စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ်။ပါဇက်ရာဇဝင်တွေရဲ့အဆိုအရနန်းတော်ရဲ့အဓိကအရေးကြီးတဲ့မိဖုရားခေါင်ကြီးဆောင်သို့မဟုတ်ညီလာခံသပင်ဆောင်ကြီးတွေရဲ့ကျမ်းပြင်အောက်မှာမြေအောက်ကိုဆင်းသွားတဲ့လျှို့ဝှက်လှေကားထိပ်ဝတွေရှိခဲ့တယ်လို့ဆိုကြပါတယ်။အဲ့ဒီလှေကားတွေကနေဆင်းသွားရင်လူတကိုးစားသို့မဟုတ်ရဲမတ်တွေတန်းစီရှောက်လို့ရတဲ့အုတ်ရိုးခိုင်ခန့်တဲ့ဥမင်လှိုင်ကူကြီးတွေရှိပြီးအဲ့ဒီလမ်းကနေတဆင့်နန်းတော်အပြင်ဘက်ကျုံးကြီးပြင်အောက်ကနေဖြတ်ကျော်ကလွတ်မြောက်ရာအရက်ကိုတွားနိုင်အောင်စီမံထားခဲ့တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါတွင်မကသေးပါဘူး။တီဘောမင်းလက်ထက်ပါတော်မူခါနီးအချိန်မှာနန်းတွင်ကတန်ဖိုးကြီးလာတဲ့ရွှေတုံးရွှေခဲတွေပတ်တမ ्या တရဖူတွေနဲ့တော်ဝင်ရတနာတွေကိုအင်္ဂလိပ်တို့လက်ထဲမရောက်စေဖို့အတွက်ဒီမြေအောက်ဥမင်လိုင်ကူတွေထဲမှာပဲတစ်တာအထက်ထက်နဲ့တေးသေးချာချာပိတ်ဆို့ထားခဲ့တယ်ဆိုတဲ့ဒန္တာရီတွေကလည်းယနေ့တတိုင်မန္တလေးသားတို့ရဲ့အသေးဆွေးပြောစမှဖြစ်နေခဲ့ရပါတယ်။ဒုတိယကမ္ဘာစစ်ဂျပန်စစ်တပ်နဲ့မြေအောက်စခန်းများဒီဥမင်လိုင်ကူဇက်လန်းဟာကုန်းပေါင်ကစ်တင်ပြီးသွားတာမဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်အတွင်းရောက်တဲ့အခါမှာမန္တလေးနန်းတော်ဝင်းကြီးထိုခေတ်က Fort Dufferin ဟာဂျပန်စစ်တပ်ရဲ့အဓိကစစ်အခြေစိုက်စခန်းကြီးဖြစ်လာခဲ့ပါတယ်မဟာမိတ်တပ်တွေရဲ့ပြင်းထန်လာတဲ့လီချောင်းဘုံကျဲမှုတံကိုခံနိုင်ရရှိဖို့အတွက်ဂျပန်စစ်သားတွေဟာနန်းတော်မြေအောက်ထဲမှာဘုံခုချင်းတွေနဲ့မြေအောက်ကုတ်ကဲမှုဌာနတွေကိုအကြီးအကျယ်တူးဖော်ဆောက်လုပ်ခဲ့ကြပါတယ်1945ခုနှစ်နန်းတော်တွင်တိုက်ပွဲတွေပြင်းထန်ချိန်မှာဗြိတိရှတပ်တွေနဲ့ဂေါ်ရခါတပ်ဖွဲ့တွေဟာဂျပန်စစ်သားတွေကိုနန်းတော်ထဲမှာလိုက်လံတိုက်ခိုက်တဲ့အခါဂျပန်တွေဟာမြေပေါ်မှာတွေမကပဲမြေအောက်ထဲကနေပါရုတ်တရက်ပေါ်ထွက်လာပြီးပြန်လည်ခုခံတာဘုံကျဲခံရအချိန်မှာမြေအောက်ထဲကိုအစပြောက်ဝင်ရောက်သွားတာမျိုးတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါဟာနန်းတော်အောက်မှာတကယ်ပဲရှုပ်ထွေးတဲ့မြေအောက်လမ်းကြောင်းကွန်ရက်ကြီးရှိနေကြောင်းသက်သေပြလိုက်တာပါပဲ။စစ်ကြီးပြီးသွားတဲ့အခါမှာလဲနန်းတော်ကြီးတစ်ခုလုံးဘုံတန်ကြောင့်ပြာကျပျက်စီးသွားခဲ့ပြီမဲ့မြေအောက်ကအုတ်ရိုးဥမင်အချို့နဲ့ဂျပန်ခေတ်ကစောက်ခဲ့တဲ့ကွန်ကရစ်ဘုံခုချင်းတွေကတော့မပျက်စီးပဲမြေအောက်ထဲမှာဆက်လက်ကျန်ရစ်နေခဲ့ပါတယ်။ဒါကြောင့်ပါဇက်ရာဇဝင်တွေကကုန်းပေါင်ခေတ်ဥမင်တွေနဲ့စစ်ခေတ်ကတူးခဲ့တဲ့မြေအောက်ချင်းတွေဟာရောထွေးသွားပြီးလျှို့ဝှက်စမ်းကြယ်မှုကပိုလို့တောင်ကြီးထွားလာခဲ့ပါတယ်။မျက်မြင်သက်သေများနဲ့သူတေသနပြုချက်များ1990ပြည့်လွန်နှစ်တွေမှာမြန်မာအစိုးရကမန္တလေးနန်းတော်ကြီးကိုမူလပုံစံအတိုင်းပြန်လည်တည်ဆောက်ဖို့အတွက်မြေပြင်ရှင်းလင်းရေးနဲ့အုတ်မြစ်တူးဖော်ရေးလုပ်ငန်းတွေကိုအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာနန်းတော်အောက်ချီမြေအောက်ထဲကနေအုတ်တွေနဲ့စနစ်တကျစီစီရီဆောက်လုပ်ထားတဲ့လှိုင်ကူပုံစံလမ်းကြောင်းဟောင်းအချို့နဲ့ဥမင်ဝတွေကိုတကယ်ပဲရှာဖွေတွေ့ရှိခဲ့ရတယ်လို့ထိုခေတ်ကလုပ်ငန်းခွင်ထဲမှာပါဝင်ခဲ့တဲ့အင်ဂျင်နီယာအချို့နဲ့လူကြီးအချို့ကဆိုကြပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာကတော့အဲ့ဒီမြေအောက်လမ်းကြောင်းတွေဟာနှစ်ပေါင်းများစွာကြာမြင့်လာခဲ့တာကြောင့်မြေပြိုကျတာရေဝင်တာတွေဖြစ်ပြီးပိတ်ဆို့နေခဲ့တယ်လို့စနစ်တကျစူးစမ်းလေ့လာခွင့်မရလိုက်ပဲနန်းတော်ပြန်လေတိဆောက်ရေးအတွက်မြေပြန်ဖို့အင်္ဂတေလောင်းတာတွေပြုလုပ်ပစ်ခဲ့ရတာကြောင့်
တမိုင်းရဲ့တဲလွန်စားတစ်ခုဟာညီမြုပ်ခံလိုက်ရပြန်ပါတယ်။သို့တော်လည်းမကြသေးမီကယနေ့ခေတ်သူတေသနာပြုချက်များနဲ့တဘာဝဘေးအန္တရာယ်ငလျင်လှုပ်ခတ်မှုမှတ်တမ်းများအရနန်းတော်ဝင်းအတွင်းရှိအချို့သောစစ်ပတ်ဆိုင်ရာဆက်သွယ်ရေးကုတ်ကဲမှုစခန်းများနဲ့ရှီဟောင်းမြေအောက်အဆောက်အအုံဟောင်းအချို့သည်ယနေ့ထက်တိုင်မြေအောက်အနက်ကြီးထဲမှာလျှို့ဝှက်စွာတည်ရှိနေစေဖြစ်ကြောင်းအချို့နေရာများသည်နန်းတော်အပြင်ဘက်ကွန်ရက်များနှင့်ပင်ချိတ်ဆက်နေနိုင်ကြောင်းသမိုင်းပညာရှင်အချို့ကသုံးသပ်နေကြစေဖြစ်ပါတယ်။သမိုင်းအမှန်တရားလားဒန်ဒါရီလားဒါဆိုရင်ကျွန်တော်တို့မေးစရာရှိလာတာကမန္တလေးနန်းတော်အောက်ကဥမင်တွေဟာတကယ်ပဲသမိုင်းအမှန်တရားလားဒါမှမဟုတ်ဒန်ဒါရီသက်သက်ပဲလားသမိုင်းပညာရှင်တွေရဲ့အဆိုအရကုန်းပေါင်ခေတ်မြမဗိတုကပညာမှာနန်းတော်တွေကိုရွှွန့်စည်းမိပေါ်မှာတစ်သားတိုင်ကြီးတွေစိုက်ပြီးစောက်လေးရှိတာကြောင့်အေယာမမြေအောက်လိုင်ကူကြီးတွေကိုကျုံအထိပေါက်အောင်စောက်ဖို့ဆိုတာနီးပညာအရာအလွန်ခက်ခဲပါတယ်။ဒါပေမဲ့လျှို့ဝှက်လမ်းကြောင်းအသေးစားလေးတွေဘယင်မင်းမြတ်ဘေးကင်းရာကိုခဏတာပုံးခိုနိုင်မဲ့မြေအောက်ခံအုပ်အဆောက်အအုံလေးတွေကိုတော့နန်းတော်ဆောက်ကတဲ့ကစီမံခဲ့တာဖြစ်နိုင်ကြီးအလွန်မြင့်မားပါတယ်။အဲဒီနောက်ပိုင်းဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်တပ်ကထပ်မံတူးဖော်ခဲ့တဲ့မြေအောက်ဥမင်တွေနဲ့ပေါင်းဆက်သွားတဲ့အခါမှာတော့လူတွေရဲ့စိတ်ကူးစိတ်တမ်းထဲမှာစိတ်လှုပ်ရှားစရာကဘာကျော်မြေအောက်ဝင်ကဘာကြီးတစ်ခုအဖြစ်ပုံသဏ္ဍာန်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ယရနာတွေရှိနေသေးလားဆိုတာကတော့ပဟေလိတစ်ခုပါ။နေချဲအင်္ဂလိပ်တွေစစ်နိုင်တော့ကနန်းတော်တစ်ခုလုံးကိုစီးစီးဆက်ဆက်မှုိနောက်ရှာဖွေခဲ့ကြတာမို့အဖိုးတန်ပစ္စည်းအများစုကတော့ပျောက်ဆုံးခဲ့ရပါပြီ။ဒါပေမဲ့မြေအောက်အမှောင်ထုထဲမှာကံကောင်းလူကြံရစ်ခဲ့တဲ့သမိုင်းဝင်ပစ္စည်းအချို့နဲ့ကုန်းပေါင်ခိရဲ့လျှို့ဝှက်ချက်တွေကတော့ယနေ့ထက်တိုင်မြေပြင်အောက်မှာငြိမ်သက်စွာနဲ့စူးစမ်းမဲ့သူကိုစောက်ဆိုင်နေနိုင်ပါသေးတယ်။မန္တလေးနန်းတော်ရဲ့ရွှေရောင်ပြသက်ဆောင်တွေကိုအပြင်ကနေကြည့်ရင်ခမ်းနားလှပနေပေမဲ့သူ့ရဲ့မြေအောက်ကမှောင်မိုက်နေတဲ့အုံမင်လိုင်ကူတွေကတော့ကျွန်တော်တို့ကိုသမိုင်းရဲ့မမြင်ရတဲ့တော်လန်ရေးတွေသွေးစွန်းခဲ့တဲ့နန်းတွင်လျှို့ဝှက်ချက်တွေနဲ့စစ်ပွဲတွေရဲ့အငွေ့အသက်ကိုသတိပေးနေသလိုပါပဲ။ဒါဟာပါဇက်ရာဇဝင်ပဲဖြစ်ဖြစ်လက်တွေ့ပဲဖြစ်ဖြစ်မြမသမိုင်းကိုပိုပြီးဆွဲဆောင်မှုရှိအောင်လုပ်ပေးနေတဲ့ပဟေလိတစ်ခုဆိုတာငင်းလို့မရပါဘူး။ဒီနေ့ရဲ့တင်ဆက်ပေးခဲ့တဲ့နန်းတော်အောက်ကမြေအောက်ဥမင်များအကြောင်းကိုသင်ကောဘယ်လိုထင်လဲဗျ။တကယ်ပဲလျှို့ဝှက်လမ်းကြောင်းကြီးတွေရှိနေတော့မယ်လို့ယုံကြည်ပါသလား။စိတ်ဝင်စားစရာသမိုင်းဝင်အကြောင်းအရာတွေကိုအမြဲနားဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားပေးကြပါအောင်ဗျာ။အားလုံးပဲတာယာချမ်းမြေ့တဲ့နေ့လီဖြစ်ပါစေ။